အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့ကျွန်တော် Busan National University ရဲ့ယောက်ျားလေးဆောင်နေရတစ်ခုဖြစ်တဲ့ OMB1 ဒီတော့ရောက်ရှိနေတာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်လည်းအတူတူကျွန်တော်ယောက်ျားလေးဆောင်နေလာပြီးရှိရဆိုတော့ဒီမှာလည်းလာပြီးလေးလာပါကျွန်တော် main ပေါက်ကနေဝင်တင်ပြပြမှာဆိုရင်တော့အခုလို security run ရှိပြီးတော့တခုခုလိုအပ်တာရှိလို့ရှိရင်အထက်ကဝန်ထမ်းဦးလေးကိုပြောလို့ရပါတယ်ကျွန်တော်ညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့delivery ပစ္စည်းထားတဲ့နေရာရှိပြီးတော့ဒီနောက်မှာလက်မှတ်ထုတ်ပြီးထုတ်လို့ရပါတယ်အခုလိုပစ္စည်းယူရခါဆိုရင်တော့ကျွန်တော်နာမည်နဲ့အခန်းနံပါတ်ကိုရှာပြီးတော့လက်မှတ်ထိုးပြီးယူလို့ရပါတယ်ဒီအထဲမှာလည်းကျွန်တော်တို့ပစ္စည်းတွေရှိရပါတော့ကိုရောင်လို့သဘောမျိုးကျွန်တော်ဒလိကောရောက်ပြီဆိုလို့ရှိရင်တော့ဒီဘက်ဘယ်ချမ်းကမာဂနန်းတွေပဲသွားလို့ရဖြစ်ပြီးတော့ညာဘက်ကတော့ဆောင်းကနန်းတွေသွားဖြစ်ပါတယ်ကျွန်တော်တို့ဒီရောက်နေတဲ့ B3 B2 B1 တလောအထိကတော့ကျွန်တော်တို့ဒလိကနှစ်ခုလုံးသွားပြင်မဲ့တလောအထက်ကစပြီးကျွန်တော်တို့ကဆောင်းမာဂနန်းဆိုလို့ရှိရင်ဘယ်ချမ်းကိုစီးပြီးတော့ဆောင်းကနန်းဆိုလို့ရှိရင်ညာဘက်ချမ်းကိုစီးရပါတယ်ဒီကုသနဲ့ကျွန်တော်တို့ B2 မှာရှိရဲယောက်ျားလေး sorry ရဂျင်ကိုရောက်ပါပြီ။အဲမှာဆိုရင်မြင်တဲ့အတိုင်းပဲစီးရတော့ဆောင်းနေရှိပါဘူး။ကျွန်တော်ကတော့လောလောဆယ် number 8ဝယ်မထားတဲ့အတွက်အခုချိန်တော့ဝင်ဆော်လို့မရဘူး။ကျွန်တော်တို့ဂျင်ကနေပြီးတော့ဘယ်ဘက်ချောင်းတက်တက်လျှောက်လာလို့ရှိရင်ကျွန်တော် always show လို့ရတဲ့အဲ့ဒီ6ခံလို့ရတဲ့ boundary run ရှိပါတယ်။ကျွန်တော်တို့ laundry room ကိုစသုံးဖို့ဆိုလို့ရှိရင်လောလောဆယ်ကတ်ရှိပြီးသားလူတွေဆိုလို့ရှိရင်ကတ်ကိုအထဲမှာထည့်ပြီးတော့ပမာဏစစ်လို့ရပါတယ်ပမာဏစစ်ပြီးတော့လက်ကျန်ရှိတဲ့သုံးလို့ရပါတယ်ရေလိုကတ်မရှိသေးဘူးဆိုရင်လည်းခုနဒီ screen မှာပေါ်လာတဲ့ကတ်ရဲ့ new ကတ်ကိုနှိပ်ပြီးတော့ကတ်တစ်လောက်တာဖြစ်ဖြစ်လုပ်လို့ရပါတယ်အခုဆိုကျွန်တော်တို့ကတ်ရပြီဆိုတာ ਨੇ ဒီမှာရှိတဲ့ဒီညာဘက်ချမ်းမှာကတော့ wish or set ဖြစ်ပြီးတော့ဘယ်ဘက်ချမ်းမှာတော့6ခံset ဖြစ်ပါတယ်ကဲရပြီဆိုတော့ကျွန်တော်ဒါဒီ set တွေကိုသုံးလို့ရပြီပေါ့နော်ကျွန်တော်ခုန set ပေးမှာဆိုလို့ရှိရင်ဒီလိုကျွန်တော်တို့မိဘူးတိုက်ရှင်တဲ့လူတွေလည်းသုံးပြလို့ရပါတယ်မိဘူးတစ်ခါတိုက်ရင်မှ1,900ပေါ့နော်ကျွန်တော်ဒီအဆောင်မှာအားသာချက်တစ်ခုကတော့ always short set ကတစ်ခါရှော့လို့ရှိရင်1,000 6ခါဆက်လည်းတစ်ခါရှော့လို့ရှိရင်1,000ပေါ့ပြီးကျွန်တော် always short set တွေပို့ဘက်ချက်မှာအများကြီးရှိတဲ့အတွက်သုံးပြရတော့အဆင်ပြေပါတယ်နောက်ဆုံးalways show ဖို့ line နဲ့ကျွန်တော်တို့ always show ဆက်ပြမရှိရင်တော့မှဒီလိုမျိုးတစ်ခါသုံး always show ဆက်ပြလေးတွေ1,900ပေးပြီးတော့ဝယ်သုံးလို့ရပါတယ်ခင်ဗျာကျွန်တော် always show ဆက်ဖလာပြီးရခါမှာတော့ဒီညာဘက်မှာ ATM ရှိပြီးတော့ကျွန်တော်တို့ကျောင်းသားတွေအဆင်ပြေအောင်လို့ဒီလိုလေးနိုင် convenience ဆိုတော့ကျွန်တော်အထဲကိုလိုက်ပြပေးပါကျွန်တော် convenience store ကနေထွက်လိုက်ပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ AC ထိုင်ထားလို့ရတဲ့ space တစ်ခုရှိရပါတော့အဲ့တော့ကျွန်တော်တို့တွေအတွက်တော့အဆင်ပြေပါတယ်ကဲဒါကတော့ကျွန်တော်တို့ထမင်းစားဆောင်ဖြစ်ပါတယ်ပေါ့နော်အဆောင်ရဲ့ cafeteria ဖြစ်ပြီးတော့ဆိုတော့ထမင်းစားတင်ရောက်လို့ရှိရင်အထဲမှာဝင်စားလိုက်ရင်ရပါပြီဒီဆိုရင်တော့ကျွန်တော်တို့ကျောင်းသားတွေ print ထုတ်စရာပဲရှိရပဲဖြစ်ဖြစ် scan ပတ်စရာရှိရပဲဖြစ်ဖြစ်ဆောင်းပါပဲလွယ်တကူလောက်ဆောင်နိုင်ပြီးတော့ဒီဘက်မှာကျွန်တော်တို့အသုံးပြုလို့ရတဲ့ကွန်ပျူတာတွေလည်းရှိပါတယ်ကျန်တဲ့နေရာတွေမှာကျွန်တော်တို့နေတွေ့ရတဲ့အတိုင်းစာလုပ်လို့ရတယ်ပေါ့နော်အခုကတော့ကျောင်းပိတ်တဲ့ခါလာဖြစ်တော့ကျောင်းသားတွေသိမရှိဘူးကျွန်တော်တို့အခုဆိုရင်တော့တလောရောက်ရှိနေတာဖြစ်ပြီးတော့တလောရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့ convenience လို့ပိတ်သွားတဲ့အချိန်မှာကျောင်းသားတွေအသုံးပြုလို့ရအောင်ဆိုပြီးတော့ဒီမှာ microwave တစ်လုံးထားရှိပေးထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညဘက်ပိုက်စာတွေတခုနှွှေးကြရချင်းဒီမှာလာပြီးနှွှေးရုံပဲပေါ့နော်
ကိုကတော့ကျွန်တော်အခန်းရှိရ9လောသွားနေပြီပေါ့နော်ပြော 5층입니다. ကျွန်တော်တို့အလော်တိုင်းမှာဒီလိုအမိုက်ကိုခွဲပြီးတော့ပြစ်လို့ရတဲ့အမိုက်တောင်းနေထားရှိပေးထားတယ်ပြီးတော့ကျွန်တော်ရေလိုရင်ရေတောက်လို့ရအောင်ဝါတာကူလာတစ်လုံးထားပေးထားပါတယ်ကျွန်တော်တို့9လောက်မှာထူးခြားချက်ကတော့ဒီလိုမျိုးစာကြည့်ကန်းတည်တန့်ရှိအောင်ပေါ့နော်ကျောင်းသားရဲ့စံပွဲနေရင်လည်းဖြစ်ဖြစ်ကျွန်တော်တို့စာလုပ်လို့ရတဲ့နေရာပေါ့9လောက်နဲ့ပြီးတော့3လောက်မှာလည်းဒါမျိုးတစ်ခုထပ်ရှိပါတယ်အထဲမှာတော့ကားပြောလို့မရတဲ့အတွက်ကျွန်တော်ဝင်ပြီးတော့နေထားဘယ်လိုရှိရဆိုတာပြသပေးတော့မှာဒီတော့ကျွန်တော်တို့ခန်းပေါ့နော်ခန်းဝင်လိုက်ပြီဆိုတာနဲ့ဘယ်ဘက်ချမ်းမှာရေချိုးကန်အိမ်သားရှိတယ်တော့ဒီညာဘက်ချမ်းမှာတော့ခဏစင်ရှိမယ်ပေါ့နော်โอเคကျွန်တော်နေတော့2ယောက်ခန်းဖြစ်တဲ့အတွက်ဒါကတော့ကျွန်တော်အခန်းနေထားပေါ့နော်ကျွန်တော်ဘက်ချမ်းမှာတော့ဗီဒီယိုတစ်လုံးရှိမယ်ဂရင်းရှိမယ်ဂရင်းအောက်မှာထည့်စရာရှိမယ်ဒါတော့ကျွန်တော်အခန်းပေါ်နေထားပါโอเคဒီမှာတော့ကျွန်တော်စာကြည့်စပွဲစာကြည့်စပွဲစင်တော့ဒီလိုရှိရယ်ဒါတော့ကျွန်တော်ဘာပြောပုံဝဲထည့်တာပါเนาะကျွန်တော်ပြင်ပမှာတော့ဝင်လန်းကြနေရပါမယ်ဝင်လန်းကြနေရပါမယ်ကျွန်တော်ရေးပေါ်ဆိုရှင်းလို့ရအောင်ဟိုမှာကျိုးရပါတယ်တက်ပြရတယ်ဒီလို space တစ်ခုရှိပါတယ်